ဘယ်နေရာပဲရော password မသိ wifi တွေကိုအလွယ်တကူချိတ်ဆက်နေကိုဒီ video မှာ live share လုပ်ပြီးသွားမှာပဲဖြစ်ပါတယ်။ဒီတော့အနေနဲ့ကျွန်တော် wifi တက်လာပြီဆိုလို့ရှိရင်ကျွန်တော် wifi ကိုမနှိပ်ဘဲနဲ့ဒီထောင်းအများလေးကိုတစ်ချက်နှိပ်ပေးပါ။နှိပ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာဒီကောင်လေးကိုတစ်ချက်နှိပ်ပါ။နှိပ်ပြီးပြီဆိုရင်တော့ရှင်ကျွန်တော်ဒီအောက်ဆုံးက auto ဆိုတာလေးကိုကျွန်တော်ရေးပေးရမှာဖြစ်ပါတယ်။ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ PAC ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါ။ဒီနေရာမှာကကျွန်တော်ချိတ်ဆက်မဲ့ password ဘက်ကိုထည့်ပေးရမှာပဲဖြစ်ပါတယ်။ဒီ password ကိုကျွန်တော်ထည့်ပြီးပြီဆိုလို့ရှိရင်တော့ဒီများပါကျွန်တော် IP setting ဆိုတာလေးကိုတစ်ချက်ထပ်နှိပ်လိုက်ပါမယ်။နှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီအောက်ကကောင်လေးရွေးပေးလိုက်ပါ။ရွေးပြီးပြီဆိုလို့ရှိရင်တော့အချက်လက်တွေအများကြီးကြားလာမှာပဲဖြစ်ပါတယ်။ဒီအချက်လက်တွေအများကြီးကြားလာပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီဘုံနည်းနည်းလေးဆွဲတင်လိုက်ပါ။ဆွဲတင်ပြီးရှင်ကျွန်တော်ဒီမှာ privacy ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်။ဒီ privacy ကိုနှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီအောက်က U device MAC ဆိုတာလေးကိုကျွန်တော်ရွေးချယ်ပေးလိုက်ပါဒီကောင်လေးကိုရွေးပြီးဆိုရင်ကျွန်တော်အပြာရောင်စာတန်းလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ခုနကတော့ထည့်ခဲ့တဲ့ Wi-Fi password ကိုဒီမှာထည့်ပေးရမှာဖြစ်ပါတယ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်က save ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်ချိတ်ဆက်လို့ရမှာမဟုတ်ပါဘူး